ဇလန်လေးရဲ့ဆောက်မှာတော့လှုပ်လှုပ်နေရင်လွတ်လပ်မှုမရှိဘဲနေထိုင်နေရတဲ့ဘဲကြီးခါဇူဟီရိုခီတာဆဲကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဘဲကြီးရဆိုရင်တော့ဖြင့်နေတိုင်းပုံမှန်ဘဝနဲ့နေထိုင်သူဆိုပေမဲ့ညဘက်မှာတော့အိတ်လုံပြီးတော့ဆန်ကြောသားတတ်ပါတယ်။ခါဇူဟီရိုကအိတ်ဖြော်သွားရင်စိတ်ကူးရင်ကဘာရဲရောက်သွားပြီးစွန်စားကန်းနေလောက်ပါတယ်။အိမ်မက်ကိုထင်းချိုးလို့ရတာလားအခြားကဘာဘူးပဲတကယ်ရောက်သွားတာလားတော့မသိပါဘူး။ခါဇူဟီရိုရဲ့စိတ်ကူးရင်ကဘာရဲမှာတော့ခမရတို့လိုမဟုတ်ပဲမာရီလို့ခေါ်တဲ့နတ်တငယ်မလေးတယောက်ကိုပိုင်ဆိုင်ထားပါတယ်။အဲ့ကဘာရဲမှာဘဲရဲ့နာမည်ကခါဇူဟီရိုမဟုတ်ပဲခါဇူဟီရိုဖြစ်နေပြီးအကြောင်းရင်းကတော့သူငယ်ငယ်ကကီးပုတ်မှားနေလို့ပဲဖြစ်ပါတယ်။ခါဇူဟီရိုကအဆောက်အုံပြက်တွေရှိတဲ့နေရာစီသွားဖို့မာရီကိုခေါ်ပြီးမဲ့မာရီယာညင်နေပါတယ်။ဒါကြောင့်ခါဇူဟီရိုကလိုက်ပြီးရင်သူ့ရဲ့ဟာကျွေးမယ်လို့ပြောပါတယ်။ခါဇူဟီရိုကထမင်းမှုကျွေးမယ်လို့ပြောတာဆိုပေမဲ့မာရီယာတော့ဘာလို့မှမသိခန်းစားမှုအထွတ်ထိပ်ရောက်နေပြီးလိုက်ပေးမယ်ဆိုပြီးသဘောတူလိုက်ပါတယ်။ဟိုရောက်မှာတော့ခါဇူဟီရိုကစကားပြောနေရင်တော်ကီပြစ်နေရကြောင်းမာရီယာရှက်ကိုးရှက်ခန်းဖြစ်နေပါတယ်။ဒီလိုနဲ့အထဲဝင်ပြီးရှောက်ပြက်ကြည့်နေရင်နားလိုအဆင်ပြေမဲ့နေရာတနေရာမြင်တော့နှစ်ယောက်သားစစားပါတော့တယ်ခါဇူဟီရိုလှုပ်ထားတဲ့ထမင်းမှုကိုစားကြတာပါဒါကိုအနောက်ကနေတယောက်ယောက်ကလည်းချောင်းကြည့်နေပြီးဘယ်သူမှန်းတော့မသိပါဘူးဒါမဲ့ဘဲကြီးနဲ့မာရီရိုနှစ်ယောက်သားကတော့ကြီးနူးလိုကောင်းနေတော့မှာပဲထမင်းစားပြီးလို့ရှောက်ပိုက်ကြည့်တော့မှမာရီယာမွန်စတာတကောင်ကိုတွေ့တာကြောင့်သတိထားဖို့ပြောပေမဲ့ခါဇူဟီရိုကအဲမွန်စတာနဲ့မြမလိုကြီးထွက်သွားပြီးလက်ပါရဲလိုက်ပါသေးတယ်ဒါကိုကြည့်ချင်းအပြင်ခါဇူဟီရိုနဲ့အဲမွန်စတာတွေနဲ့ကအသေးဆိုတာကိုသိရမှာဖြစ်ပြီးအဲမွန်စတာကတော့ခမရတို့လိုပဲခါဇူဟီရိုနဲ့မာရီရိုအတူတူနှစ်ယောက်သားကြီးနူးပြီးစွန်စားကန်းထွက်နေတာကိုစောင့်ကြိုက်ပြီးအားချနေတဲ့သူတယောက်ပဲဖြစ်ပါတယ်နောက်တစ်ခေါက်မှာတော့ငကားဦးတွေရောက်နေပြီးအထဲမှာရှိနေတဲ့ငကားကဥဥနေတဲ့ကာလာဖြစ်တဲ့အတွက်သတိထားဖို့ခုနကမွန်စတာကခါဇူဟီရိုကိုမှားလိုက်ပါတယ်မာရီယာငကားကိုတွေ့တဲ့အချိန်မှာစွမ်းအားကြီးရလို့ခံစားမိရကြောင်းစိတ်ပူပြီးမနှိုးသွားအောင်နေဖို့သတိပေးနေပေမဲ့သူကိုယ်တိုင်ကပွားစီပြောနေရကြောင်းငကားကနိုးလာပါတယ်ဆရာသမားခါဇူဟီရိုကတော့တခုခုဖြစ်ရင်ဝင်လာတဲ့အပေါက်ကနေထွက်ပြေးမယ်လို့တွေးပြီးသားဆိုပေမဲ့ငကားနိုးသွားတဲ့အချိန်မှာတော့အဲပေါက်ကပိတ်သွားပြီးအကုန်မောင်းကျသွားပါတယ်ပြီးရနဲ့ငကားကြီးကတက်လာပြီးမီးမုတ်တော့တဲ့အချိန်မှာဆရာသမားကထွက်ပြေးဖို့မစင်စားပဲစော်လေးကိုဖက်ပြီးရှော့ခံလိုက်ပါတယ်ဒါမဲ့အိမ်မက်ကမာထဲမှာဖြစ်နေရကြောင်းတကယ်သေးသွားမှာမဟုတ်ပဲအဲ့ဟာကနေလို့သွားပါတယ်ဒါမဲ့ဒီတစ်ခေါက်မှာတော့အရင်နေ့တွေကလို့တယောက်တည်းပြန်လို့လာတာမဟုတ်ပဲထီပေါက်ပြီးစိတ်ကူးရင်ကဘာတွေကစော်လေးပါလာပါတယ်ခါဇူဟီရိုကအဲ့ချိန်မှာအကြောင်ပြောင်းနေပြီမဲ့မာရီယာတော့ဒီအကြောင်းတွေဘာမှမသိတာကြောင့်အေးဆေးပဲမော်နင်းလို့နှုတ်ဆက်နေပါတယ်ခုချိန်မှာဆိုရင်တော့ဖြင့်ဆရာသမားခါဇူဟီရိုကဗျောင်ချောကြီးဖြစ်နေတဲ့စော်လေးတယောက်ရဲ့ရှိမှာတမာရီယာတွေအပြည့်ထုတ်ထားပြီးရင်ဆိုင်နေရပါတယ်မာရီယာတော့အကုန်ပြပြီးမှသူ့မှာဘာမှမရှိမှန်းသိပြီးရှက်သွားပါတယ်ခါဇူဟီရိုကဘာမှမပါလာတဲ့မာရီအတွက်ဝစ်စရာဝယ်ပေးဖို့ဆိုပြီးအလုပ်ကိုခွင့်ယူလိုက်ပါတယ်ပြီးတော့မိန်းကလေးဝစ်ဆိုင်မှာမာရီရဲ့စိုက်ကိုတိတိကျကျလေးရွေးပေးနေရဖြစ်ပြီးဆရာသမားရဲ့တက်တီကိုတော့မလေးစားပဲမနေနိုင်ပါဘူးအိမ်ပြောင်းတဲ့အချိန်မှာတော့မာရီဆွေးနေရကိုတွေ့တဲ့ခါဇူဟီရိုကသူမမရောက်ဘူးရဲ့နေရာမို့နေရာခန့်နေရထင်ပြီးတွားနှင်းသိပ်ပေးဖို့လုပ်ပေမဲ့မာရီယာဒီနေရာကိုနှစ်သက်နေပုံရပါတယ်ဒီလိုနဲ့ခါဇူဟီရိုကပျော်နေတဲ့မာရီကိုဘာမှမပြောတော့ပဲသူမမေးရကိုပဲဖြစ်နေပြီးခဏနေတော့နေရာတွေကိုလိုက်ပြမယ်လို့ဆိုတာကြောင့်မာရီယာအပျော်လွန်သွားပြီးပြောင်ချောကြီးနဲ့ခါဇူဟီရိုကိုပြေးဖက်လိုက်ပါတယ်မာရီကအဝေးလဲပြီးတဲ့အချိန်မှာတော့အပြင်ထွက်လေဖို့ဆေးအားထက်သန်နေပေမဲ့ကားပေါ်ရောက်သွားမှာတော့အပိုင်းတင်းနဲ့ဇက်သိမ်းသွားပါတယ်စတာပါတကယ်တော့မာရီကခမရတို့ချစ်တဲ့သူမလိုမဟုတ်ပဲဘယ်အချိန်ပဲဖြစ်နေနားလည်ပြီးပြောအောင်နေတတ်ပါတယ်ဒီလိုနဲ့စားသောက်ဆိုင်ကိုရောက်တဲ့အချိန်မှာတော့နှစ်ယောက်သားဖြစ်ခဲ့တဲ့ကိစ္စတွေကိုရှင်းဖို့စကားပြောနေရင်တခုခုကိုအတီးပြလို့ရသွားပါတယ်အဲ့ဒါကတော့ခါဇူဟီရိုကသူတင်တယ်လို့ကဘာရဲရောက်သွားတာမဟုတ်ပဲမာရီရဲ့ပြောဆိုချက်အရကဘာနှစ်ခုကိုသူအိတ်တဲ့အချိန်ပြောင်းနေရပဲဖြစ်ပြီးညာကသူမသိခင်မှာမာရီကိုဖတ်ထားမိလို့ဒီဘက်ကဘာရဲပါလာလို့ထင်နေပါတယ်ခဏနေတော့အစားအစာတွေရောက်လာပြီးမာရီကရင်တိုင်းပဲအစားတလိုင်းဖြစ်သွားပါတယ်ပြီးတော့ခါဇူဟီရိုကမာရီကိုနေရာစုံလိုက်ပြပြီးခမရတို့လိုမဟုတ်ပဲခါဇူဟီရိုကတော့ဘယ်ကဘာပဲရောက်ကြီးနူးဝင်ရဖို့ကံပါလာပါတယ်အဲ့မှာပဲပြီးဆုံး1လေးရာပြီးဆုံးသွားခဲ့ပါတယ်ပြီးဆုံး2လေးရဲ့အစမှာတော့မာရီနဲ့ခါဇူဟီရိုတို့ရဲ့ကြီးနူးကန်းလေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်မာရီယာဂျပန်နိုင်ငံရဲ့ခေတ်သစ်လူနေမှုပုံစံကိုစူးစမ်းလေ့လာနေပုံရပါတယ်ခါဇူဟီရိုကတော့မာရီကိုကူညီပြီးတော့ယင်းနှီးကျွမ်းဝင်လာအောင်ကြိုးစားနေပါတယ်အဲ့ချိန်မှာမာရီယာသူမရဲ့ကဘာကိုပြန်လို့မရရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးတော့ဆရာသမားခါဇူဟီရိုကတော့အကြံစိုးကြီးနဲ့ဒီဘက်ကဘာမှအတူတူနေပြီးရှောက်လေကြမယ်လို့ပြန်ဖြေပါတယ်ညနေအိမ်ပြန်ရောက်မှာတော့ခါဇူဟီရိုကဟင်းချက်နေပြီးမာရီယာတော့ရေချိုးနေရင်မနက်ကအမတ်တရလေးတွေကိုပြန်တွေးနေပါတယ်ခဏနေတော့ညနေစာစားရဲ့အချိန်မှာမာရီယာစပုံမူကြီးခါဇူဟီရိုရဲ့ဟင်းတွေကိုအားရပါရကျုံးပြနေပါတယ်ပီယာနဲ့အချင်းချင်းစကားပြောနေကြတော့ခါ
ခါဆူရီတို့ကဟိုဘက်ကဘာကိုအချို့ပစ္စည်းတွေယူသွားလို့ရပြီမဲ့ဓမီတို့နာယီတို့ယူသွားလို့မရဘူးလို့ဆိုပါတယ်ဒါကိုကြားရဲ့မာရီယာဓမီဆိုတာဘာမှမသိသေးတဲ့ပုံရပြီးဟိုဘက်ကဘာမှမပေါ်သေးတဲ့ပစ္စည်းတွေကိုခါဆူရီတို့ကယူသွားလို့မရဘူးလို့ထင်ပါတယ်ဒါမဲ့ဘက်ကဘာမှမရှိသေးတဲ့ပစ္စည်းတွေကိုယူသွားလို့မရဘူးဆိုပေမဲ့ခါဆူရီတို့ကစာအုပ်တွေဘောပင်နေလဲယူသွားလို့မရဘူးလို့ဆိုတာကြောင့်မာရီယာတယောက်ယောက်ကထိန်းချုပ်နေရဖြစ်မယ်လို့တွေးမိသွားပါတယ်ဒါကြောင့်မာရီယာခါဆူရီတို့ကိုအရင်ကတယောက်ယောက်ကူညီတောင်းတာခံရဘူးလားတာဝန်လဲအပ်တာခံရဘူးလားလို့စစ်စစ်မေးမြန်းနေပေမဲ့ခါဆူရီတို့ကဘာမှမသိတာကြောင့်နှစ်ယောက်သားကြောင်ပြောက်သွားပါတယ်ကဲညရောက်ပြီဆိုတော့ခါဆူရီတို့နဲ့မာရီတို့ကလုပ်ငန်းစားကြတော့မှာဖြစ်ပါတယ်ခါဆူရီတို့နဲ့မာရီယာအိပ်ပျော်ရင်းဟိုဘက်ကဘာမှာစွန်စားခန်းထွက်ရမှာကြောင့်မနေညာကမီးမုတ်သွားတဲ့ငကားကိုပြန်ဖြုတ်ဖို့တိုင်ပင်နေကြပါတယ်မာရီယာငကားရဲ့အချက်လက်တွေနဲ့ရာဇဝင်တွေကိုရှင်းပြလိုက်တဲ့အချိန်မှာတော့ခါဆူရီတို့ကတခုခုစဉ်းစားမိသွားပါတယ်ခဏနေတော့မာရီယာဟိုဘက်ကဘာကိုပြန်သွားရတော့မှာကြောင့်ခါဆူရီတို့နဲ့အတူတူအိပ်ဖို့ဆရာတက်တက်နေပေမဲ့ခါဆူရီတို့ရဲ့အတွေ့အတော့အခြားတနေရာရောက်နေပါတယ်ဆရာသမားကရှက်နေရဆိုပေမဲ့အေးစိမအိပ်ပဲမာရီပေါ်လာတော့ကအတူတူဖတ်ထားမိရကြောင်းအခုလည်းအတူတူဖတ်ထားသေးတယ်ဆိုပြီးအခွင့်အရေးယူလိုက်ပါသေးတယ်နောက်ဆုံးမှာတော့နှစ်ယောက်စလုံးပြန်သွားနိုင်ခဲ့တယ်ဆိုပြီးကြည်နူးနေတော့မှငကားကြီးကလည်းခမရတို့လိုပဲအမြင်ကက်လို့ဆိုပြီးဂျားတွေကနေဝင်တော့ချက်ပါတယ်မွန်စတာဘာသာစကားတွေပြောနိုင်တဲ့ခါဆူဟီရိုကအရင်ဆုံးငကားရဲ့ပိုင်နိုင်ကိုကျူးကျော်မိလို့တောင်းပန်ပြီးမာရီကိုသူခေါ်လာမိရကြောင်းသူမကိုတော့လှုပ်ပေးဖို့ညှိနှိုင်းပါတယ်မာရီကတော့မွန်စတာဘာသာစကားမရတာကြောင့်ဘာတွေပြောနေမှန်းမသိပါဘူးခါဆူဟီရိုကငကားကိုအရက်ဒဗလင်းပေးပြီးညှိနှိုင်းမှုကြိုးစားပါတယ်ဒီလိုတွေးမိတဲ့အကြောင်းအရာတော့ခုနကငကားရဇဝင်ကိုမာရီရှင်းပြချက်အရာငကားကလူရောင်ဆောင်ပြီးမျိုးတစ်ခုကိုတွားလိုက်ခဲ့ပေမဲ့ဘာမှထူထူမဖြစ်ဘူးအကြောင်းအစကတော့ကြောင်ပြောင်းနေပေမဲ့ခါဆူဟီရိုကအမ်မျိုးကိုအရင်ကသူလည်းတွားခဲ့ဘူးတာကြောင့်အမ်မျိုးရဲ့ထူးခြားတဲ့တစ်ခုဖြစ်တဲ့ special အရက်တွေရှိတာကိုသတိထားမိသွားပါတယ်ငကားကိုလည်းအဲ့ဒါကြောင့်လာလေလို့တွေးမိသွားပါတယ်ဒါကြောင့်သူ့အိမ်ကရေခဲသစ်တာထဲမှာရှိတဲ့ special အရက်တစ်မျိုးကိုယူလာပြီးငကားကိုလာပူဇော်တာပဲဖြစ်ပါတယ်အဲ့အချိန်မှာငကားကမနေကသူ့ရဲ့အမှုတ်တန်ကြောင့်တည်သွားပြီဖြစ်တဲ့ခါဆူဟီရိုကအသက်ရှင်နေသေးပြီးသူကြိုက်တဲ့အရက်နဲ့ပါလာညှိနှိုင်းတာကြောင့်ခါဆူဟီရိုတို့ကိုဘယ်သူတွေလဲဆိုတာကိုအမှန်တိုင်းပြောပြရင်လှုပ်ပေးမယ်လို့သဘောတူလိုက်ပါတယ်ခဏနေတော့အကြောင်းစုံတည်သွားတဲ့ငကားကစိတ်ဝင်စားသွားပြီးသူ့ရဲ့ဥတွေကိုလည်းရုံရုံကြီးနဲ့ကြီးခွင့်ပေးလိုက်ပါတယ်ငကားကခါဆူဟီရိုတို့ယူလာပေးတဲ့အရက်ကိုတောက်ဖို့မော်ဆွမ်းအားသုံးလူသားအသွင်ပြောင်းတဲ့အချိန်မှာမော်ဆွမ်းအားကြောင့်နှစ်ယောက်သားဆွမ်းအားနေပြီးတော့ဒီလိုနဲ့အကိတ်ကြီးထွက်လာပါတော့တယ်ငကားမရဲ့နာမည်ကတော့ယူချင်းလို့ခေါ်ပြီးယူချင်းကအရက်နဲ့မြည်ဖို့ခါဆူဟီရိုရဲ့ထမင်းဘူးကိုတောင်းတဲ့အချိန်မှာခါဆူဟီရိုကမာရီနဲ့အတူတူစားဖို့တွေးထားတာကြောင့်အစကအဆင်ပြေဘူးဆိုပေမဲ့ယူချင်းကအဲ့ဒါကိုကြွေးရင်ငကားကြီးကိုတစ်ခုပေးမယ်လို့ဆိုအကြောင်းခါဆူဟီရိုကမာရီအရင်ကငကားကြီးကိုလိုချင်တယ်လို့ပြောပူတာကြောင့်လက်ခံလိုက်ပါတယ်ဒီလိုနဲ့အဆင်ပြေသွားပြီးယူချင်းကနင်းကန်စားတာကြောင့်တီးပါတီးကုန်ပါတယ်ခဏနေတော့နင်းကန်စားပြစ်နေတဲ့ယူချင်းကသူစားလို့ကုန်သွားတဲ့ထမင်းတွေကိုမရှိတော့တာကြောင့်ပျောက်သွားရဆိုပြီးကြေခွဲသွားပါတယ်ဒါကြောင့်ခါဆူဟီရိုကနောက်တစ်ခုပေးတဲ့အချိန်မှာအလိုက်သေးရဲ့ယူချင်းလည်းတန်ကြီးအနေနဲ့ငကားရဲ့သွေးဦးကိုပေးပါတယ်မာရီကလည်းတန်မိုးကြီးရဲ့ပစ္စည်းတွေပေးရကြောင်းခါဆူဟီရိုကိုထမင်းမှုမြန်ပေးလိုက်လို့စူလောင်ဆူလိုက်ပါသေးတယ်ထမင်းမှုနဲ့ကြီးနူးသွားတဲ့ယူချင်းဟာခါဆူဟီရိုကိုလွတ်ပေးလိုက်ပြီးနောက်တစ်ခါလာရင်ထမင်းမှုလေးဘူးယူကားခိုင်းပါတယ်အတူတူလွတ်လာတဲ့မာရီယာတန်မိုးကြီးရဲ့ပစ္စည်းကိုဒီတိုင်းဘာမှမဟုတ်ပဲထမင်းမှုနဲ့လဲလိုက်တာကြောင့်ဆုံးရနေပါတယ်ပြေရောက်သွားတဲ့အချိန်မှာတော့ခါဆူဟီရိုကမာရီကိုတဲခိုကန်လေးတစ်ခုစီစဉ်ပေးပြီးထားခဲ့ရတော့မှကြောင့်နည်းနည်းတော့ခန်းစားနေရပြီမဲ့မာရီယာဂျပန်ကိုတူတူပြန်လိုက်မယ်လို့ဆိုအကြောင်းပြန်ပြီးတော့ပျော်သွားချပါတယ်အဲ့မှာပဲအပီဆိုဒ2လေးကပြီးဆုံးသွားပြီပါတယ်အပီဆို3လေးရဲ့စာမှာတော့ဂျပန်ဘာသာစကားကိုလေ့လာနေတဲ့မာရီကိုတွေ့ရမှာဖြစ်ပြီးအလောက်ကနေပြန်လာတဲ့ခါဆူဟီရိုကလည်းမာရီကိုကြည့်ရင်အမောဖြစ်နေပါတယ်ခဏနေတော့နှစ်ယောက်သားစကားပြောနေကြရင်ခါဆူဟီရိုကဟင်းတစ်မျိုးလှုပ်ကြွေးဖို့ပြောပြီးမယ်မာရီယာဘာမှမသိပဲဖြစ်နေပါတယ်ဒီလိုနဲ့ခါဆူဟီရိုကညစာစားဖို့ပြင်ဆင်ပေးနေတော့မှမာရီယာလည်းဂျပန်လိုမတက်တက်ပြောနေပြီးသူစားရတာမြန်တယ်ဆိုတဲ့အထာနဲ့ကြွားလုံးထုတ်နေပါတယ်ခါဆူဟီရိုကမာရီကိုဝိုင်းတောက်နိုင်ရဲ့လားဆိုတာကိုသိရဖို့ဝိုင်းကိုဖန်ခွက်ထဲထည့်ပြီးအရင်နှမ်းခံခိုင်းလိုက်တယ်ဆိုပေမဲ့မာရီယာဝိုင်းကိုနမ်းတာမဟုတ်ပဲသူနမ်းကျင်နေတဲ့ခါဆူဟီရိုသွားနှံ့နေပါတယ်နောက်မှခါဆူဟီရိုကဝိုင်းကိုအနှံ့ခံခိုင်းတာလို့ဆိုတာကြောင့်ရှက်သွားပါတယ်ခဏနေတော့နှစ်ယောက်သားညစာစားပြီးကြည်နူးနေပါတယ်ပီယာနဲ့ညဘက်အိတ်လိုအခြားကဘာကိုရောက်သွားတဲ့အချိန်ကျရင်သွားမယ့်နေရာအတွက်ရွေးနေပါတယ်ညဘက်ရောက်မှာတော့ခမရတို့လိုမဟုတ်ပဲခါဆူဟီရိုကတော့စော်လေးနဲ့ထပ်ပြီးဖိုက်ခွင့်ရတာပါတယ်ဒီလိုနဲ့ဟိုဘက်ကဘာကိုရောက်သွားတဲ့အချိန်မှာတော့စွန်စားကိုင်းစားထွက်ဖို့အစီအစဉ်ဆွဲပါတယ်ခါဆူဟီရိုကခုသွားမယ့်နေရာကိုမြေပုံကနေထောက်ပြလိုက်တဲ့အချိန်မှာမာရီယာတော်တော်ဝေးတာကြောင့်နည်းနည်းတော့တွေ့နေပြီမဲ့ဆရာသမားခါဆူဟီရိုကမော်ဆွမ်းအားတစ်ခုကိုတုံးလိုက်ပါတယ်မာရီကိုလည်းအတူတူလက်ဆွဲပြီးခေါ်သွားလို့ရရဆိုပေမဲ့အခွင့်အရေးဆိုရင်တန်းမြင်တဲ့ဆရာသမားခါဆူဟီရိုကတော့မာရီကိုချီပြီးသွားမယ့်နေရာကိုခေါ်သွားပါတယ်မာရီယာအစာကကြောက်နေရဆိုပေမဲ့သတိပြန်ဝင်လာတဲ့အချိန်မှာခါဆူဟီရိုကကံမကောင်းစွာနဲ့မာရီကိုပြန်ချပေးလိုက်ရပါတယ်ဒါမဲ့လည်းထပ်ပြီးကြည်နူးလိုက်ပါသေးတယ်ဟိုရောက်သွားတဲ့အချိန်မှာတော့ခါဆူဟီရိုကသူဒီကိုလာတဲ့အကြောင်းရင်းဖြစ်တဲ့မော်ကြောက်တုံးရဲ့အကြောင်းကိုရှင်းပြနေပါတယ်ခါဆူဟီရိုကမာရီကိုမော်ကြောက်တုံးရဲ့ရာဇဝင်ကိုကြားပြီးရင်ကုန်သွားရလို့ထင်နေပေမဲ့တကယ်တမ်းမှာတော့မာရီယာတဲကန်နာရတဲ့တစ်ချိန်လုံးလမ်းလျှောက်လာရတာကြောင့်
ထပ်မသွားနိုင်တော့ဘူးဆိုပြီးညီးနေရပဲဖြစ်ပါတယ်ဒါမဲ့ခါဇူဟီရိုကဒီမှာနားလို့အဆင်မပြေရကြောင်းနေရာတစ်ခုကိုညွှန်ပြပြီးအဲ့ကိုရောက်ရင်နားမှာမို့လို့နည်းနည်းထွက်သွားကြည့်ဖို့ညှိနှိုင်းပါတယ်မာရီလည်းလက်ခံလိုက်တဲ့ဆိုပေမဲ့ဒီကိုခေါ်လာတဲ့ခါဇူဟီရိုကိုတင်းနေပုံရပါတယ်နည်းနည်းထွက်သွားလိုက်တဲ့အချိန်မှာတော့တဲကန်နာထဲမှာရှိတဲ့မြို့တစ်မြို့စီကိုရောက်သွားပြီးဘာမှတူကြမတွေ့ရတာကြောင့်ခါဇူဟီရိုကဒီမှာရိုက်အနေငယ်နေပြီးစုံစမ်းကြမယ်လို့ပြောတဲ့အချိန်မှာမာရီလည်းလက်ခံလိုက်ပါတယ်အဲ့အချိန်မှာခါဇူဟီရိုကမော်ဆာတစ်ခုကိုခန်းစားမိလိုက်တဲ့ဆိုပေမဲ့မာရီမေးတဲ့အချိန်မှာတော့ဘာမှမဟုတ်ဘူးလို့လိန်လိုက်ပါတယ်ဒီလိုနဲ့အထဲကိုထပ်သွားတဲ့အချိန်မှာတော့နားလို့အစဉ်ပြေမဲ့နေရာတစ်ခုကိုတွေ့သွားပြီးထမင်းစားကြရင်မှဘာညာစမကလာတွေပြောနေကြပါတယ်ထမင်းစားလို့ပြီးတဲ့အချိန်မှာလည်းတယောက်နဲ့တယောက်အချက်လက်တွေပြနေပြီးကြည်နူးနေပါသေးတယ်နောက်တစ်ခါမှာတော့ခါဇူဟီရိုတို့ကမြို့အောက်ကိုဆင်းကြည့်တဲ့အချိန်မှာအဲ့မှာကြံနေသေးတဲ့လူတချို့ကလည်းချောင်းကြည့်နေကြပြီးကလေးတယောက်လည်းဖမ်းခံထားရပါတယ်ခါဇူဟီရိုတို့အောက်ရောက်သွားတဲ့အချိန်မှာတော့မာရီယာသူ့ရဲ့မော်စွမ်းအချို့ကိုပြသနေတော့ရေကန်ထဲကနေမွန်းစားတစ်ကောင်ပေါ်လာပါတယ်အဲ့အချိန်မှာဆရာသမားကအခွင့်အရေးထည့်ရပြီဆိုပြီးမွန်းစားကိုဆရာကြီးထားနဲ့ရှင်းပြလိုက်ပါတယ်ဒါမဲ့မွန်းစားတွေကလည်းထွက်လာပြီးခါဇူဟီရိုလည်းအကုန်လုံးကိုရှင်းနေတော့အမနေတဲ့ဘိုးတော်အချို့ကခါဇူဟီရိုကိုကြည့်ပြီးအံ့ဩနေပုံရပါတယ်ဘိုးတော်တို့ဘက်မှလည်းဆရာကြီးတယောက်ကထွက်လာပြီးခါဇူဟီရိုလာကြည့်တဲ့အချိန်မှာရှေ့ကျုံးနေတာကိုမမြင်ပဲခါဇူဟီရိုရဲ့အိတ်ထဲမှာရှိနေတဲ့ရတနာတွေကိုတွေ့သွားပါတယ်ဒါကြောင့်ရတနာကိုယူဖို့ကြံနေပေမဲ့သူတို့မနိုင်လောက်ဘူးဆိုတော့သိရကြောင်းခုနချုပ်ထားတဲ့ကလေးကိုခေါ်လာပြီးအဲ့ရတနာတွေကိုသွားယူဖို့အမိန့်ပေးပါတယ်တစ်ဖက်မှာတော့ခါဇူဟီရိုတို့ကကျုံးလို့ပြီးတဲ့အချိန်မှာတယောက်ကိုတယောက်ချီကျူးပြီးကြည်နုံနေတော့ခုနကလေးကမော်ကြော်တုံးတစ်ခုကိုလေပေါ်မှာမြောက်ထားပြီးရေထဲကငကားလူဘာလူကောင်ကိုဆင့်ခေါ်လိုက်ပါတယ်အကောင်ထွက်လာတဲ့အချိန်မှာတော့ခါဇူဟီရိုကဘာလို့ရမလဲဆိုတာကိုရှယ်ရီစဉ်းစားပေးနေပြီးနောက်ဆုံးမှာတော့ဆရာသမားကမာရီကိုဖတ်ပြီးဂျပန်မှာအိယာနိုးသွားပါတယ်ဒါမဲ့လည်းထပ်ပတ်လိုက်ပါသေးတယ်ဒီလိုနဲ့ဟိုဘက်ကမှဖြစ်ခဲ့တာတွေကိုပြန်သုံးသပ်နေပြီးခဏကြာတော့မာရီယာခါဇူဟီရိုကိုအလုပ်သွားမယ်လို့ထင်နေပေမဲ့ဒီနေ့ကစနေနေ့ဆိုတာကြောင့်မာရီနဲ့အတူတူနေပြီးရှောက်သွားမယ်လို့ဆိုပါတယ်အဲ့အချိန်မှာမာရီလည်းပျော်သွားပြီးနှစ်ယောက်သားအပြင်ထွက်ဖို့စီစဉ်ကြပါတယ်အဲ့မှာပဲ episode 3လေးကပြီးဆုံးသွားခဲ့ပါတယ်episode 4လေးရဲ့စာမှာတော့အရင် episode 1ကပြီးသွားတဲ့နှစ်ယောက်သားအပြင်ထွက်လေပြီးကြည်နူးနေကြတဲ့ခိုက်တန်လေးကနေစပါတယ်ပြီးတော့စာကြည့်လိုက်စီရောက်သွားပြီးခါဇူဟီရိုကမာရီစာဘတ်ဖို့အတွက်ငားသွားဖို့ပြောလိုက်ပါတယ်ခါဇူဟီရိုကလည်းသူမပျော်နေရကိုကြည့်ပြီးပီတိဖြစ်နေပါတယ်ခဏဖြစ်နေပြီးခါဇူဟီရိုကိုလာပြန်ပေးပါတယ်ခဏနေတော့မာရီကနားလည်သွားပြီးကောင်မလေးကိုခါရိုကူချမ်းဆိုပြီးမပိတီဗီလေးခေါ်လိုက်တာကြောင့်ရောက်သွားပြီးခါဇူဟီရိုနဲ့မာရီတို့ကိုလှုပ်ပြီးလာလို့ထားမိပါတယ်ဒါမဲ့ခါဇူဟီရိုကသူမကိုတော့အဲ့လိုမလုပ်ရဘူးလို့တော်ကီပြစ်လိုက်ပါတယ်ပီယာနဲ့စောင်းငါဖို့အာမခံအနေနဲ့ကပ်ပြားလေးပေးလိုက်ရင်အိမ်လိပ်စာတီးသွားတဲ့အချိန်မှာခါရိုကူကသူနဲ့အိမ်နီးချင်းနေဖြစ်တာကြောင့်မာရီနဲ့လည်းခင်ချင်းနေရနဲ့နောက်တစ်ခါကျရင်ထမင်းတူစားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နောက်တစ်ခါမှာတော့ခါဇူဟီရိုကထမင်းချက်နေတော့မာရီယာသူငားလာတဲ့တိတ်ခွေကိုဘယ်လိုသုံးရမလဲမသိဖြစ်နေရကြောင်းခါဇူဟီရိုကတင်ပေးလိုက်ပါတယ်ပြီးခါဇူဟီရိုဘာသာပြန်ပေးတာကိုကြားကျင်တာကြောင့်တောင်းဆိုလိုက်ပါတယ်ခါဇူဟီရိုလည်းလက်ခံလိုက်ပြီးအကုန်လုံးကိုမှောင်ချလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သား TV ကြည့်နေရင်ပန်ခိတ်စားပြီးခါဇူဟီရိုကလည်းတကားလုံးကိုမာရီအတွက်ဘာသာပြန်ပေးပါတယ်စကားလည်းပြီးတော့မာရီကအရန်ကြိုက်လို့ဆိုပြီးခါဇူဟီရိုကိုပြေးဖက်လိုက်ပါတယ်မာရီကသဘောကျတဲ့ဖက်ခံလိုက်ရတဲ့အချိန်မှာသူ့ဘာလန့်ကုန်ပါတယ်စကားမဆက်အိမ်ကြီးချင်းဖြစ်တဲ့ခါရူကီတို့ကတော့ထမင်းစားတော့မပြတ်ပါဘူးတစ်ဖက်မှာတော့ခါဇူဟီရိုတို့ကကဘာရီပြက်နေပြီးမာရီကိုရှင်းပြဖို့ကြိုးစားနေရဆိုပေမဲ့မျက်နှာချင်းဆိုင်လို့မရတာကြောင့်ဝေးဝေးဖို့တောင်းဆိုနေပါတယ်မာရီကလည်းအဲ့အချိန်မှာသူဘာမှမွေထားမှန်းတတိထားမိပြီးစိန်ကြားကိုရင်ကြားအော်ပြီးတောင်းပန်နေပါတယ်ပီယာနဲ့ညစာအတူတူစားနေရင်နှစ်ယောက်သားဘာညာစမဂလာတွေပြောနေကြပါတယ်ထမင်းစားပြီးလို့အချိုတဲနေတော့မင်းညာကအဆုံးသက်သွားတဲ့အခြားကဘာမှာပြန်တိုက်ခိုက်ဖို့အတွက်ဗျူဟာတွေဆွေးနွေးပါတယ်ညအိယာဝင်တဲ့အချိန်မှာခါဇူဟီရိုကမာရီငားလာတဲ့စာအုပ်ကိုဖတ်ပြနေရင်မာရီယာအိပ်ပျော်သွားတာကြောင့်မိပိတ်လိုက်ပြီးသူပါလိုက်အိပ်ပါတယ်အဲ့မှာပဲ episode 4လေးကပြီးဆုံးသွားခဲ့ပါတယ် episode 5လေးရဲ့စာမှာတော့မော်ကြောက်တုံးကိုကန်ပြီးစူပါမန်ထွက်လုပ်နေတဲ့ကလေးရဲ့အတိတ်အကြောင်းကိုပြန်ပြနေပါတယ်နောက်တစ်ခါမှာတော့ခါဇူဟီရိုတို့ကအရင်နေ့ကရှောသွားတဲ့နေရာမှာပြန်လို့လာပြီးဗျူဟာတွေပြန်ဆွဲရင်မာရီယာတခုခုဆိုရင်ထွက်ပြေးဖို့ကိုဖြောက်ဝိယုံလေးကိုအသင်လုပ်ထားပါတယ်ခါဇူဟီရိုကတော့မော်ကြောက်တုံးကိုကန်ပြီးစူပါမန်ထွက်လုပ်နေတဲ့ကလေးကိုကယ်ဖို့အပေါ်တက်သွားပါတယ်မဲအိခင်တို့ကဗျူဟာဆွေးနေတဲ့တဲမှာခါဇူဟီရိုကကလေးကိုသွားခဲ့ရမှာဖြစ်ပြီးမာရီယာတော့ငကားလိုဘာလိုကောင်းပေါ်လာရင်အချိန်ဆွဲရမှာဖြစ်ပါတယ်ဒီလိုနဲ့အပေါ်ရောက်သွားတဲ့ခါဇူဟီရိုတို့အချင်းချင်းသတင်းပို့ပြီးအသင်းဖြစ်တဲ့အချိန်မှာမာရီကသူတို့ရောက်လာတာသိအောင်အချက်ပြလိုက်ပြီးတယောက်ကထွက်လာကြည့်တဲ့အချိန်မှာခါဇူဟီရိုတို့ကဘာဗျူဟာကြီးလဲတော့မသိပါဘူးထွက်လာကြည့်တဲ့လူကိုလက်ပြလိုက်ပြီးအဲ့မှာဟိုဘဲကလည်းနောက်တောင်လှည့်မကြည့်ပဲချက်ချင်းသတင်းသွားပြီးပါတော့တယ်ဒါကြောင့်ခဏနေမှနဂါကြီးကထွက်လာပြီးထင်ထားတဲ့အတိုင်းပဲဟိုကလေးကလည်းမော်ကြောက်တုံးကြီးနဲ့စူပါမန်လုပ်နေပါတယ်ဆရာသမားခါဇူဟီရိုကလှုပ်ဆက်ရှိရမမြန်မလုပ်ပဲအောက်မှာမာရီကနဂါအတွက်ပြင်ဆင်ထားတာကိုကြည့်ပြီးဝင်းဖန်နေပါသေးတယ်ပြီးမှကလေးစီသွားတဲ့အချိန်မှာကလေးကအတိတ်ကဒဏ်ရာတွေကြောင့်ခါဇူဟီရိုကိုကြောက်နေပါတယ်ဒါကြောင့်ခါဇူဟီရိုကအဲ့ကလေးနဲ့ရင်းနှီးအောင်ချော့သိပ်ပေးနေပြီးစကားတွေပြောနေကြပါတယ်
ကောင်လေးပြောတာကတော့ငယ်ငယ်ရာသူ့အဖိုးနဲ့သူ့နှစ်ယောက်တည်းပဲနေပြီးမော်ကြောက်တုံးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။တနေ့မှာတော့အဲ့မော်ကြောက်တုံးကိုလူသားတွေကဓမြလာတိုက်တဲ့အချိန်မှာသူ့အဖိုးဟာစူပါမန်ဝင်လုံးမိတာကြောင့်နှက်ရွာဆန်သွားတယ်လို့ဆိုပါတယ်။ကောင်လေးရဲ့ရာဇဝင်ကိုကြားပြီးခါဇူရီတို့ကအကူအညီပေးဖို့လက်တောင်းလိုက်ပါတယ်။အဲ့အချိန်မှာပဲဓမြဘဲကြီးတွေကရောက်ချလာပြီးခါဇူရီတို့နဲ့အပေးယူလုပ်ပါတယ်။ဘာပေးယူလဲဆိုရင်တော့ခါဇူရီတို့ကကလေးရဲ့ကိုယ်ပေါ်မှာပတ်ထားတဲ့ခြေပတ်လက်ပတ်တွေကိုချိုးပေးဖို့ပြောတာကြောင့်ဓမြတွေကလည်းခါဇူရီတို့ရဲ့လွယ်ရီထဲမှာရှိတဲ့တန်မိုးကြီးရဲ့ရတနာတွေကိုပေးရင်ချိုးပေးမယ်လို့ညှိနှိုင်းပါတယ်။ဒါမဲ့ခါဇူရီတို့ကတော့သဘောမတူတဲ့အနေနဲ့ရန်ဆလိုက်ပြီးအချင်းချင်းတိုက်ခိုက်ကြပါတယ်။အစာပိုင်းမှာတော့အဆင်ပြေနေပေမဲ့ခဏနေတော့ပြောင်ကြီးတယောက်ကထွက်လာတဲ့အချိန်မှာနည်းနည်းတော့အခက်တွေ့သွားပြီမဲ့ပုံရိပ်စွမ်းအောင်သုံးပြီးချောင်းထွက်လိုက်ပါတယ်။ဒီလိုနဲ့ကောင်းလေးစီရောက်သွားတဲ့အချိန်မှာဆရာသမားတို့ကအခုမှလာမိတ်ဆက်နေပြီးကောင်းလေးရဲ့နာမည်ကမဲဝီလို့ဆိုပါတယ်။မိတ်ဆက်ပြီးတဲ့အချိန်မှာတော့နောက်တစ်ချိန်ထပ်သွားနှွှဲပါတယ်။ဆရာသမားခါဇူရီတို့ကအေးစီးမချပဲမာရီနဲ့စကားပြောနေပြီးအချင်းချင်းစိတ်ပူပြီးကြည်နူးနေကြပါတယ်။ခါဇူရီတို့ကဓမြရီရဲ့အချင်းတွေကိုတစ်ချက်ချိုးလိုက်တဲ့အချိန်မှာတခုကြံစီနေတာကိုသတိထားမိသွားပါတယ်။ဓမြကောင်းဆောင်ကလည်းအောက်မှာကူပြောက်ဝင်းဝတ်ထားတဲ့မာရီကိုရှာတွေ့သွားတာကြောင့်အချင်းတော့မဟုတ်ပါဘူး။ဒါနဲ့မဟုတ်ပဲပုံနေတဲ့မာရီကိုဖမ်းဖို့သူ့တပည့်နှစ်ယောက်ကိုလွှတ်လိုက်တယ်လို့လုပ်ပေမဲ့တကယ်တော့မာရီကိုပြစ်မှတ်အောင်ဆောင်ပြီးခါဇူရီတို့ကိုလည်းဖမ်းဖို့စီစဉ်ထားပါတယ်။ဒါမဲ့ခါဇူရီတို့က MC ဖြစ်တာကြောင့်ထွက်ပြေးနိုင်ခဲ့ပြီးသူမနဲ့ခင်ဗျားတို့လိုဘာမှမစီမဆိုင်တဲ့တပည့်နှစ်ယောက်ကတော့ခံလိုက်ရပါတယ်။အချင်းအနေတွေကိုသိသွားတဲ့ခါဇူရီတို့ကလည်းဓမြကသူ့တပည့်တွေတို့တောင်ရင်းပြီးရတနာကိုယူဖို့ကြံတာကြောင့်ဓမြကနည်းနည်းချမ်းတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဆရာသမားခါဆူရီတို့ကဖင်ရှည်ပြီးဝင်းဖန်နေတော့မှမဲဝီကတစားကန်ဖြစ်သွားပါတော့တယ်။ဟိုဓမြတွေကလည်းခါဆူရီတို့ရဲ့စွမ်းအောင်သိတဲ့အပြင်သုံးသွားတာကိုလည်းမြင်နေဆိုပေမဲ့မဲဝီကိုပြန်ခေါ်သွားတာနေရာလေးတောင်ဖဲပြီးရဲကြီးနေပါတယ်။ခါဆူရီတို့ရဲ့အမြန်နှုံးနဲ့နေရာပြောင်းတဲ့စွမ်းအားကအလေးချိန်ကန့်သက်ရှိရာကြောင့်ဓာတ်ကိုပစ်ချပြီးမဲဝီကိုအခြားနေရာစီခေါ်သွားပါတယ်။ဓမြတွေကလည်းရအောင်ပြန်ဖမ်းဖို့ကြိုးစားပေမဲ့အခုနာကရေထဲကနေပေါ်လာတဲ့နဂါကအခုကျမြေကြီးအောက်ကနေထွက်လာပြီးတိုက်ခိုက်တာခံလိုက်ရပါတယ်။မဲဝီကလည်းအသားရည်ဒဇက်ဇက်တုံနေပြီးဆရာသမားခါဆူရီတို့ကလည်းမာရီကိုမထားခဲ့ချင်တာကြောင့်မသေးအောင်လုပ်ဖို့ကြံနေပေမဲ့ခဏနေတော့နဂါကမတိုက်ခိုက်တာကိုသတိထားမိသွားပါတယ်။နဂါကအနာဂတ်ဖို့ကြိုးစားတဲ့အချိန်မှာခါဆူရီတို့ကတခုလာရှာတာကိုသတိထားမိသွားပြီးထားပြောလိုက်တဲ့အချိန်မှာမဲဝီကသူ့အဖိုးပေးခဲ့တဲ့မော်ကြောက်တုံးလေးကိုပေးလိုက်ပါတယ်။မဲဝီအဖိုးပြောခဲ့တဲ့ရာဇဝင်လေးတစ်ခုပဲရှိပါတယ်။မဲဝီတို့ဘိုးဘေးတွေကမြေအောက်မှာတွင်တူးနေကြတော့အမော်ကြောက်တုံးကိုရသွားတဲ့အချိန်မှာနဂါကထွက်လာပြီးတောင်းကျမ်းတာလို့ဆိုပါတယ်။ဒါကြောင့်မော်ကြောက်တုံးရဲ့ပိုင်ရှင်ကနဂါဆိုတာကိုတီးသွားပြီးပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မော်ကြောက်တုံးပြန်ရသွားတဲ့နဂါကမြေကြီးထဲပြန်ဝင်သွားပြီးခင်ဗျားတို့ချစ်တဲ့သူမလိုပဲဘာမှဖြည့်ရှင်းချက်မပေးပဲထားခဲ့လိုက်ပါတယ်။အားလုံးပြီးသွားတဲ့အချိန်မှာမာရီကပေါ်လာပြီးခါဇူရီတို့ကသူ့ရဲ့မျက်နှာလေးကိုတွေးလိုက်ရတာကြောင့်အပန်းပြေသွားပါတယ်။အဲ့အချိန်မှာအချင်းချင်းစကားပြောနေကြရင်နဂါပြန်ဝင်သွားတဲ့အပေါက်ကိုကြည့်လိုက်တဲ့အချိန်မှာမြေအောက်ကိုလမ်းဖော်ရတဲ့အကြောင်းတခုရှိအောင်မဲ့ဆိုပြီးဆက်လက်စူးစမ်းဖို့စိတ်အားထက်သန်သွားပါတယ်။အရောက်မှာတော့ဘော်ရာရီခေါ်ပြီးဒီကိစ္စကိုဆက်ပြီးစုံစမ်းဖို့ဆွေးနွေးနေကြပြီးနောက်ပိုင်းကျရင်ဆရာသမားခါဇူရီတို့ကဘလူတွေဝေဖန်သုံးသပ်ပြအောင်လဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါအောင်။အဲ့မှာပဲ episode 5လေးကပြီးဆုံးသွားခဲ့ပါတယ်။ episode 6လေးရဲ့စာမှာတော့ခါစီရီတို့ကိုဖះเจ้าလိုနေရာတစ်ခုမှာလက်ဖက်ရည်လေးတောက်နေတော့ဘေးကဘူတော်တွေကအရင်ပြီးစုပ်တုံကခါစီရီတို့တွေ့ခဲ့တဲ့မြေအောက်တွင်းအကြောင်းကိုပြောနေကြပါတယ်ခါစီရီတို့ကလည်းအဲ့ဒါကိုစူးစမ်းနေပေမဲ့အခြားကဘာလူဖြစ်တာကြောင့်ခွင်ထောင်မှုပဲစီစဉ်ထားပါတယ်ဒါမဲ့မာရီယာတော့ဂိုင်းတစ်ခုတည်းဝင်လာတာဖြစ်ပြီးမာရီယာနည်းနည်းအစင်းနဲ့မော်စရာဖြစ်နေရကြောင်းခွင်မပြုတ်လောက်ဘူးလို့ဆိုတဲ့အချိန်မှာဆရာသမားခါစီရီတို့ကသူမပါရင်သူလည်းမသွားဘူးလို့ဆိုတာကြောင့်နှစ်ယောက်သားကြည်နူးနေပါတယ်အခြားတစ်ဖက်မှာရှိတဲ့နဂါမယူခြင်းကလည်းမြေအောက်တွင်းပွင့်သွားတာကိုခန်းစားမိနေပြီးသူ့ရဲ့နဂါးဦးလေးတွေအကောင်ပေါက်တော့မှကိုလည်းစိတ်လှုပ်ရှားနေပါတယ်ယူခြင်းကသူ့ရဲ့နဂါးအကောင်ပေါက်လေးတွေကိုခါစီရီတို့ကိုလည်းပြကျင်နေပါတယ်နောက်တစ်ခါမှာတော့ခါစီရီတို့ကဂျပန်ကိုပြန်ရောက်နေပြီးမနက်စာအတူတူစားနေကြပါတယ်ခဏနေတော့ခါစီရီတို့ကအလုပ်သွားကန်ဒီမှာမာရီကိုမြေအောက်တွင်းနဲ့အတူတူသွားဖို့သူမရဲ့ခိုင်းကသူမကိုသွားခွင့်ပြုလောက်မဲ့နီလန်များမရှိဘူးလားလို့မေးတဲ့အချိန်မှာမာရီပြောပြချက်အရတော့ခါစီရီနဲ့သူနဲ့အတူတူပေါင်းပြီးစမ်းကြံရတစ်ခုတက်သေးပြရင်ရလိမ့်မယ်လို့ဆိုပါတယ်ဒီလိုနဲ့ဆရာသမားခါစီရီတို့ကယထာစီပြီးအလုပ်သွားနေရင်အားလုံးသိကြတဲ့အတိုင်းပဲမနေရဖြစ်ခဲ့တာတွေကိုဝေဖန်သုံးသပ်နေပြီးမာရီရဲ့ခိုင်းဟာမာရီကိုသွားခွင့်ပြုအောင်ဘယ်လိုကူညီပေးရမလဲဆိုတာကိုစဉ်းစားနေပါတယ်တစ်ဖက်မှာမာရီကတော့ဘာမှပူပင်စရာမရှိပဲအိမ်တန်ရှိလှုပ်လိုက်စလှုပ်လိုက်အန်နီမေကြီးလိုက်နဲ့ပြောနေပါတယ်နေလေရောက်မှာတော့နေလေစားစားဖို့ကြံပေမဲ့ခါဆူရီတို့တင်ထားတာတိတ်မမှတ်မိတော့အကြောင်းပြောတော့ကလိုက်မှတ်ထားတဲ့စာရွက်ကိုကြည့်ပြီးနေလေစားပြင်ပါတယ်မာရီကတော့ဟင်းကောင်းလေးတွေစားပြီးအန်နီမေကြီးနေပေမဲ့ဆရာသမားခါဆူရီတို့ကတော့ပေါင်မုံနဲ့နှစ်ပါးသွားနေရတာတော့မာရီယာသူတင်ပြခဲ့တဲ့အတိုင်းချက်နိုင်ရလားဆိုတာကိုစိတ်ပူနေရှာပါတယ်ဒီလိုနဲ့အဲ့အချိန်မှာခါ
အိုရူကူစီကနေပြီးတော့ဆောင်းဝင်လာပြီးငားသွားရဲ့စာအုပ်အကြောင်းကိုပြောရရင်ဒီညစာအတူစားဖို့ဖိတ်လိုက်ပါတယ်ခါဇူဟီရိုကတော့သူသားဆိုရင်ညင်းမှဆိုပေမဲ့မာရီကိုရှောက်ပတ်ပြကျင်တာကြောင့်လက်ခံလိုက်ပါတယ်ဒီလိုနဲ့ညဘက်ရောက်မှာတော့ခါဇူဟီရိုနဲ့မာရီတို့ဟာကော်ဖီလေးတောက်ရင်းခါအိုရူကူကိုစောင့်နေကြပါတယ်ခင်ဗျားတို့လိုရိုးရိုးစောင့်နေရတော့မဟုတ်ပါဘူးနှစ်ယောက်သားជីနိုးပြီးစောင့်နေကြတာပါခဏနေတော့ခါအိုရူကူကရောက်လာပြီးသူမရဲ့ကောင်လေးလည်းပါလာပါတယ်အဲအချိန်မှာအချင်းချင်းနှုတ်ဆက်နေကြတော့ခင်ဗျားတို့လိုပဲဟိုဘက်ကမာရီကိုကြောင်မဲကြောင်နေရကြောင်းခါအိုရူကူစီကနေအစော်ခံလိုက်ရပါတယ်ဘယ်ရဲ့နာမည်ကတော့ထိုရူလို့ခေါ်ပြီးညစာစားဖို့အကုန်လုံးကိုဘိုကင်ယူရိုင်းနေရာစီကိုခေါ်သွားပါတယ်အထဲရောက်မှာတော့ဆရာသမားခါဇီရိုကမန်နီယိုကိုအရင်ဆုံးကြည့်လိုက်ပြီးသူပေးနေတဲ့ပမာဏလောက်တော့ရှိရဆိုတာမြင်ရမှာစိတ်သက်သာရသွားပါတယ်ကံအောင်စွာနဲ့ဒီညတိုရူဟာသူအကုန်ရှင်းပေးလိုက်မယ်လို့ဆိုအကြောင်းခါဇီရိုလည်းပူကံအောင်သွားပါတယ်အဲအချိန်မှာမာရီကလည်းဘာလာလာအကုန်ဆွဲပါတော့တယ်ဒီလိုနဲ့၄ယောက်သားညစာအတူတူစားကြပြီးအချိန်ကြီးကုန်ဆုံးသွားပါတယ်ခဏကြာတော့အချိုတဲတဲ့ခန်းမှာဆက်ပြီးစကားပြောနေကြတော့ခါဇီရိုကမာရီကိုရှောက်ပတ်ပြချင်တာကြောင့်သူ့အဖိုးနေတဲ့မျိုးစီကိုခေါ်သွားဖို့စီစဉ်ထားပါတယ်အဲအချိန်မှာတိုရူကလည်းသူ့တငယ်ချင်းဖွင့်ထားတဲ့ရေပူစမ်းမှာဝင်လဲပြီးနားဖို့အကြံပေးပါတယ်မာရီကလည်းသွားကျင်တဲ့ပုံပေါက်နေရကြောင်းခါဇီရိုကဘိုကင်တင်မေးထားဖို့အကူအညီတောင်းလိုက်ပါတယ်နောက်တစ်ခါမှာတော့အိမ်ပြန်ကန်ဒီနှုတ်ဆက်နေတော့မှခါရူကူဟာမာရီကိုနောက်တစ်ခါကြာရင်သူ့အိမ်ဖိတ်ပြီးအန်နီမေအတူတူကြည့်ရင်လို့ခါဇူဟီရိုစီမှာလာခွင့်တောင်းပါတယ်ခါဇူဟီရိုကလည်းသူ့လည်းလှုပ်သွားနေရပြီးအိမ်မှာလည်းမာရီတယောက်ပဲကြံခဲ့တာဆိုတော့လွတ်လွတ်ရပေမဲ့အခုမှရောက်ကူးတဲ့ဂျပန်မှာမာရီကိုတယောက်တည်းလွတ်ရမှာစိတ်ပူနေရှာပါတယ်ဒါကြောင့်ထိုရူဟာဘေးကနေတရားချပေးလိုက်ပြီးခါရူကူနဲ့ရှိနေမှာမို့လို့စိတ်မပူနဲ့လို့ဆိုပါတယ်ဒီလိုနဲ့ခဏနေတော့ခါဇီရိုနဲ့မာရီတို့နှစ်ယောက်သားအိမ်ပြန်လမ်းမှာမာရီယာသူ့ကိုဒီလိုခေါ်လာပေးလို့ကျေးဇူးတင်နေပြီးခါဇီရိုကလည်းမာရီရောက်လာကြတဲ့ဟာသူ့ကဘာလေးဟာပြောင်းလဲလာတယ်လို့ဆိုပြီးနှစ်ယောက်သားကြည်နူးနေရင်သူမနဲ့ခမရတို့လိုမဟုတ်ပဲလက်လေးပါကိုင်းပြီးအိမ်ပြန်သွားကြပါတယ်အဲ့မှာပဲ episode 6လေးကပြီးဆုံးသွားခဲ့ပါတယ်